ဒီတက်ကိုစတင်တော့ဖိတ်ခေါ်လိုက်ကြရောခင်ဗျာကျွန်တော်ရဲ့ chicken လေးစားတဲ့အမှုပညာရှင်များနဲ့အတူကျွန်တော်ရဲ့ဦးဆောင်တဲ့ chicken လေးစားတဲ့ MD နဲ့အတူစတင်ပြီးတော့ဖဲချိုးပြဖွင့်လှစ်ဖို့အတွက်ခေါင်းလောက်ပါပြီခင်ဗျာ3 2 1ကိုလိုချင်တဲ့ဆွေးကြိုးလေးပတ်တဲ့အတွက်မင်းတို့လည်းရန်ကျေးဇူးတင်ပါတယ်ရလားကဲ1 2 3ဒီကမကအများကြီးအောင်နေပါစေလို့လည်းဆုတောင်းပေးပါဗျာဟုတ်